အားလုံးပဲမင်္ဂလာပါကိုဝန်ဒီနေ့တော့ဗာမီဂျာအကြောင်းနဲ့ပတ်သက်ပြီးပြောမလဲဆိုတော့ CHD နဲ့ပတ်သက်ပြီးပြောပါမယ်ကိုဝန် CHD အကြောင်းလာမေးထားတဲ့သူတွေအများကြီးပဲတော့ကိုဝန် CHD အတွက်ကိုတက်တက်လေးတေချာလေးလုပ်ပေးခြင်းလို့ကိုဝန်ဒီနေ့ CHD အကြောင်းလုပ်ပေးပါမယ်ပထမဦးဆုံးအနေနဲ့တော့ကိုဝန်ပေါ့နော်ဒီနေ့ဘလို့အဖြစ်မြောက်ရေးအတွက်ကိုဝန်တင်ဝင်ပေးရဲ့ဆရာကြီးပေါ့နော်တမိုင်းနဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာခီးသွွားပညာပမောက္ခဌာနမှဒေါက်တာကျော်ဆွေညွန့်ကိုကျေးဇူးတင်ပါတယ်ပထမဆုံးအနေနဲ့သူ့ကိုကျေးဇူးရင်တင်ပါတယ်ဆိုတော့CHD ဆိုတာဘာလဲကိုတို့ CHD ဆိုတာတော့ Cultural Heritage and Tourism ဖြစ်ပါတယ်။ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာခရီးသွားပညာဖြစ်ပါတယ်။ဘာတွေသင်ရမလဲဆိုတော့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာခရီးသွားပညာဆိုရဲအတိုင်းပဲယဉ်ကျေးမှုအမွေအနှစ်ရဲ့ခရီးသွားပညာတွေဘယ်လိုတိုးတက်အောင်လုပ်ဆောင်ရမလဲဆိုတော့အဓိကသင်ကြားမိတာဖြစ်ပါတယ်။ဒီမေဂျာကိုတက်ရောက်ခြင်းနဲ့ကျွန်တော်ဘယ်လိုတက်ရောက်ရမလဲဆိုတဲ့သူတွေအတွက်ကတော့ဒီမေဂျာမြန်မာတနိုင်ငံလုံးမှာတက္ကသိုလ်တစ်ခုထဲမှာပဲရှိပါတယ်။အဲ့ဒါဘယ်တက္ကသိုလ်လဲဆိုတော့မန္တလေးတက္ကသိုလ်ဖြစ်ပါတယ်။တကယ်လို့ဒီမေဂျာကိုတက်ရောက်ခြင်းနဲ့ဆိုရင်တော့မန္တလေးတက္ကသိုလ်မှာပဲလာပြီးတော့တက်ရောက်ရမှာဖြစ်ပါတယ်။လောလောဆယ်မြန်မာနိုင်ငံလုံးဆိုင်ရာပေါ့နော်မြန်မာတနိုင်ငံလုံးမှာ CHD နဲ့ပွဲရတဲ့သူတယောက်လေးတောင်မရှိသေးပါဘူး။ဘာလို့လဲဆိုတော့ဒီ CHD ကို2020နဲ့2023မှာစတင်မိတ်ဆက်ခဲ့တဲ့ major အသစ်ဖြစ်ပါတယ်။ဒီလို major အသစ်ဖြစ်တာကြောင့်မို့လောလောဆယ်မြန်မာနိုင်ငံနဲ့ဆိုရင် CHD ကိုဒုတိယနှစ်အထိပဲရှိသေးတယ်။အခုဒီနှစ်မှာတော့ဒုတိယနှစ် CHD သမားတွေရှိရဲ့။နောက်နှစ်တော့တတိယနှစ် CHD သမားတွေပေါ့နော်။ CHD နဲ့ကြောင့်ပွဲရတဲ့သူကလောလောဆယ်တော့မရှိသေးဘူး။နောက်2နှစ်နေတော့ CHD နဲ့စပွဲရတဲ့သူတွေရှိပါမယ်။ပထမအဆုံးအနေနဲ့ဆိုရင်အနုပညာမြန်မာအနုပညာကိုမိတ်ဆက်ပါတယ်။မြန်မာအနုပညာကိုမိတ်ဆက်ပြီးရင်တော့မြန်မာရိုးရာနဲ့ဆက်နွယ်တဲ့ပုံမြင်တွေကိုတင်ကြားရတယ်။ဒါလို့ဘာလို့ပုံမြင်တွေကိုတင်ကြားရလဲဆိုတာအကြောင်းအရာ5ချက်ရှိပါတယ်။ပုံမြင်တွေကနေဒီမှာပြောရဲမြန်မာယဉ်ကျေးမှုပုံမြင်တွေကနေပြောရဲဘာသာရေးမြင်နေရပြောရဲနိုင်ငံရေးပုံမြင်နေရပြောရဲစီးပွားရေးနဲ့ပုံမြင်တွေကနေရရှိရတာတွေဒါတွေအကုန်လုံးကိုသိမှကိုတို့ကမြန်မာနိုင်ငံရဲ့သမိုင်းဆောင်အစစ်မှန်တွေကိုသိမှဖြစ်တဲ့အတွက်ကိုတို့ဒါတွေကိုအထူးလေးချင်းပြီးတော့ဒီ CHD မေဂျာမှာတင်ကြားရပါတယ်ပထမနှစ်မှာကယဉ်ကျေးမှုဆိုတာဘာလဲအမွေအနှစ်ဆိုတာဘာလဲခီးသွွားပညာဘာဆိုတာဘာလဲဆိုပြီးတော့ဒီ3ရက်ကိုအဓိကခွဲခြားလေ့လာနိုင်အောင်တခြားသင်ကြားပေးပါတယ်။တန်နီယာလောက်မှာဆိုရင်တော့အနုပညာဘီတုကာနဲ့သက်ဆိုင်တာတွေကိုအသေးစိတ်သင်ကြားရတယ်။ရုပ်ထုတွေအကြောင်းတွေကိုအသေးစိတ်လေ့လာသင်ကြားရပါတယ်။ယဉ်ကျေးမှုလို့ပြောတဲ့နေရာမှာ dress ယဉ်ကျေးမှုတွေရှိမယ် drum ယဉ်ကျေးမှုတွေရှိမယ်။အဲ့ဒီနှစ်တန်လုံးကိုဒီ CHD မေဂျာမှာအသေးစိတ်လေ့လာသင်ကြားရပါတယ်။ဆိုပထမနှစ်မှာကလေးကကိုတော့ယဉ်ကျေးမှုအမွေအနှစ်တမိုင်းအမွေအနှစ်တဘာဝအမွေအနှစ်ဆိုဒီအမွေအနှစ်3တန်ရှိရပါတော့ဖြစ်ချင်တော့အဲ့ဒီအကုန်လုံးကလည်း3ခုတော့မြန်မာနိုင်ငံမှာရှိနေတာဖြစ်တဲ့အတွက်ဒီမြန်မာနိုင်ငံမှာရှိဒီအမွေအနှစ်တွေအဲ့ဒီအလုံးတေချာထိမ့်သိမ်းဆောက်ရှောက်နေတာခွဲခြားနိုင်အောင်လို့ပထမနှစ်မှာလည်းအထူးလေ့ကျင့်ပြီးတော့သင်ကြားပေးပါတယ်လောလောဆယ်တော့ CHD မှာဆိုရင်မနုဿဗေဒရေးလည်းသင်ကြားရတယ်ရှေးအောင်သုတေသနရေးလည်းသင်ကြားရတယ်ပြီးတော့အရှေ့တိုင်းပညာရဲ့တွေကိုလည်းသင်ကြားရတယ်မြန်မာစာဌာနကလည်းဒီမှာမြန်မာဘာသာစကားကိုအထူးသင်ကြားပါတယ်တတနိကကလည်းသင်ကြားရပါတယ်တမိုင်းကလည်းသင်ကြားရပါတယ် CHD ကမေဂျာတစ်ဖြစ်တာကြောင့်မို့လောလောဆယ်တမိုင်းက host လုပ်ပြီးတော့အဓိကယူထားတဲ့မေဂျာဖြစ်ပါတယ်ဒါပေမဲ့2028 2029လောက်မှာတော့ CHD ကိုဌာနကြီးတစ်ခုအနေနဲ့ခွဲထွက်ဖို့တော့ရှိပါတယ်ခင်ဗျဘာပွဲရမလဲ BA CHD ပွဲကိုရရှိပါမယ်၄နှစ်တိတိတက်ရောက်ရမှာဖြစ်ပြီးတော့ဒုတိယနှစ်မှာ honors ဝင်မယ်ဆိုရင်တော့9နှစ်တက်ရောက်ရပါမယ်တကယ်လို့မဟာအောင်ဆက်တက်မယ်ဆိုရင်တော့ +2 year ပေါင်းပြီးတော့9နှစ်လောက်တက်ရပါမယ်မေဂျာဖြစ်ပါတယ်အဲဆိုရင်တော့ပွဲရရင်တော့ MA CHD ပွဲကိုရရှိမှာဖြစ်ပါတယ်ဒီပွဲရရင်ကျွန်တော်တို့ဘယ်မှာအသုံးချလို့ရမလဲပထမအဆုံးအနေနဲ့အထက်မှာပြောရတဲ့အတိုင်း tourist guide ကတော့ဥစွာလုပ်လို့ရမယ် tourist guide မလုပ်ချင်တဲ့သူတွေအတွက်ဆိုရင် hotel နဲ့ခီးသွားတာရေးဌာနတွေမှာအလုပ်ဝင်လုပ်လို့ရပါတယ်သာသနာရေးဝန်ကြီးဌာနတွေနဲ့လည်းဒီမှာချိတ်ဆက်ထားပါတယ်ပြီးတော့နိုင်ငံခြားမှာဆိုရင်ဒီ CHD major ရှိတဲ့အတွက်ဒီမြန်မာနိုင်ငံမှာ CHD တက်ပြီးနိုင်ငံခြားမှာ master သွားတက်လို့လည်းရပါတယ်ဒီမှာထူးခြားချက်အောင်ဆိုအခုပထမနှစ်ကလေးတွေဆိုရင်ထိုင်းနိုင်ငံမှာရှိရထိုင်းတက္ကသိုလ်တွေမှာရှိ CHD major တွေနဲ့ဆက်ဆက်ထားပြီးတော့တချို့တွေကတော့ထိုင်းမှာသွားရောက်တက်နေကြပါပြီproject တွေအနေနဲ့ဆိုရင်ဘာ project တွေလုပ်ရလဲဆိုတော့အခုပထမနှစ် CHD သမားတွေဆိုရင်ဒီတောင်တမန်ဒေသမှာရှိရဲ့မြမအမွေနေ့ကနေခီးသွွားပညာဘယ်လိုတိုးတက်အောင်လုပ်ဆောင်ရမလဲဆိုပြီး pamphlet တွေလုပ်ရပါတယ်ဒုတိယနှစ်ကတော့မန္တလေးနဲ့အင်းဝမှာရှိတဲ့ဒီခရီးသွား tourist attraction တွေကိုဘယ်လိုခရီးသွားတိုးတက်အောင်လုပ်ရမလဲခရီးသွားရဲ့စနေမှာပြည်တွင်းခရီးသွားလားပြည်ပခရီးသွားလားစတဲ့အကုန်လုံး pamphlet လုပ်တာမျိုးရှိတယ်ဒီ pamphlet မှာဆို package တွေနဲ့သူတို့ခွဲခြားမလားကြာချိန်ကဘယ်လောက်ဒီမှာလေပတ်ချိန်ဘယ်လောက်ငွေကြေးဘယ်လောက်ကုန်မယ်စတဲ့အသေးစိတ်လုပ်ထားတဲ့ pamphlet တွေရှိတယ်အဲ့ pamphlet တွေကိုလည်းအခုဘယ်လိုချိတ်ဆက်ထားအောင်ဆိုတော့ကိုတော့ hotel တွေအကုန်လုံးနဲ့ချိတ်ဆက်ထားမယ်ဒီလိုအဲ့ hotel တွေကဒီ pamphlet တွေကိုသဘောကျတယ်ဆိုရင်ဒီကျောင်းသူကျောင်းသားတွေကိုပညာရေးကြေးပေးရမယ်ကိုတို့အဲ့လိုမျိုး project တွေလည်းလုပ်ထားပါတယ်။ကျောင်းသူကျောင်းသားတွေကတော့ဒီ project တွေကိုလုပ်မယ်။လုပ်ပြီးသွားလို့အပြင် hotel တွေကပုဂ္ဂလိကပိုင်းကသဘောကျတယ်ဆိုရင်ဒီကျောင်းသူကျောင်းသားတွေကိုပညာကြေးပေးရမယ်၊ဉာဏ်ပူဇော်ကပေးရမယ်။အဲ့လိုမျိုးထိချိတ်ဆက်ထားပါတယ်။ဒါလို့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာခီးသွွားပညာရဲ့ကိုတက်ရောက်ချင်တယ်ဆိုရင်တော့ကိုတို့မန်လေးတက္ကသိုလ်မှာတော့ဒီမေဂျာရှိပါတယ်။ဒီမေဂျာမှာတက်ရောက်ချင်တဲ့သူတွေဆိုခုနအပေါ်မှာပြောထားတဲ့အရာတွေကိုဖြစ်ချင်တယ်ဆိုရင်တော့ဒီမေဂျာကိုလာရောက်တက်လို့ရပါတယ်ခင်ဗျာ။ကိုတို့ဒီနေ့ဗီဒီယိုလေးကိုတော့အဆုံးသတ်ပြသေးကိုနောက်ထပ်ဗီဒီယိုတွေနဲ့ပြန်လာခဲ့မယ်။နောက်ဗီဒီယိုတွေမှာတော့ကိုအနုပညာဝါသနာပါရဲ့သူတွေအတွက်လည်းဗီဒီယိုလုပ်ပေးဖို့ရှိပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကိုယ့်ရဲ့ဗီဒီယို line subscribe လုပ်ပေးခြင်းဖြင့်လည်းကူညီနိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်